Hello everyone, welcome back to my channel. Kiki ကတော့ UK နိုင်ငံမှာ Master Class ကိုတက်ရောက်နေတဲ့မြန်မာကျောင်းသူတစ်ဦးဖြစ်ပါတယ်။ Kiki ဒီနေ့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာကကြတော့ UK နိုင်ငံမှာဖတ်တိုင်းကျော်လုပ်ချင်တဲ့သူတွေအတွက်ဖတ်တိုင်းကျော်ဘာတွေလုပ်လို့ရလဲဘယ်လို apply လုပ်ရမလဲဘာတွေလုပ်သင့်လဲဆိုတာကိုအစအဆုံး share လုပ်ပေးချင်ပါတယ်။ Let's get started. ဆိုတော့ Kiki ဒီနေ့အရင်ဆုံးပြောပြပေးချင်တာကတော့ဖတ်တိုင်းကျော်ကိုဘာလို့လုပ်ကြလဲဆိုတဲ့အကြောင်းအရာကိုပြောပြပေးချင်တယ်။ကျောင်းသားတွေအနေနဲ့ဖတ်တိုင်းကျော်ကိုဘာလို့လုပ်သင့်လဲ။ကျောင်းသားတွေအနေနဲ့ဖတ်တိုင်းကျော်လုပ်ခြင်းအပြင်ကိုယ့်ရဲ့နေစည်းစားစရိတ်တွေကိုထောက်ပံ့ပေးနိုင်တဲ့နိုင်ငံခြားရဲ့လုပ်ငန်းအတွေ့အကြုံတွေကိုလည်းရရှိစေတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ communication skill customer service time management တွေကိုလည်းတိုးတက်စေနိုင်တယ်ဒါကြောင့်မို့လို့ဖတ်တိုင်းကျော်လုပ်ခြင်းအပြင် simple income ရရှိနိုင်မဲ့အပြင်ကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်ပေးနိုင်တဲ့အခွင့်အရေးတွေကိုလည်းရရှိနိုင်ပါတယ်ဆိုတော့ UK နိုင်ငံမှာအလုပ်များရဲ့ဖတ်တိုင်းကျော်တီကဘာတွေဖြစ်မလဲမြန်မာကျောင်းသားတွေအနေနဲ့ဖတ်တိုင်းကျော်ကိုဘာလုပ်တွေကိုလုပ်ဖို့စဉ်းစားထားလဲဆိုတော့ UK နိုင်ငံမှာအလုပ်များရဲ့ဖတ်တိုင်းကျော်တီကိုပြပြချင်ပါတယ်ဆိုတော့အလုပ်များရဲ့ဖတ်တိုင်းကျော်တီကbarista, retail assistant, waiter waitress, warehouse operative, cleaning staff စတဲ့လုပ်တွေကိုအလုပ်များကြပါတယ်။ကျောင်းသားရဲ့အနေနဲ့လည်းကျောင်းရဲ့library assistant တွေနောက်တစ်ခုက student ambassador တွေအနေနဲ့လည်းလုပ်လို့ရပါသေးတယ်။ဆိုတော့ဒီဖတ်တိုင်းကျော်တီကိုဘယ်လို apply လုပ်ရမလဲပြောပြမယ်ဖတ်တိုင်းကျော်တီကို apply လုပ်ဖို့အတွက်ဆိုရင်application တွေကိုတည်ထားဖို့လိုအပ်ပါတယ်ဘယ် application တွေကနေပြီးတော့ apply လုပ်လို့ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်ဒီကပထမဆုံးအနေနဲ့ကတော့ Indeed, LinkedIn စတဲ့ application တွေမှာ part time job တွေကိုအများဆုံးတင်ထားလေးရှိပါတယ်ဒီတွေ့ကြုံရတော့ဒီရှောက်ခဲ့တာကတော့ Indeed ကနေပြီးတော့အများဆုံးရှောက်တယ် Indeed မှာကိုရီကျောင်းသားတွေအတွက်လုပ်လို့ရတဲ့ part time job တော်တော်များများကို Indeed မှာတင်ထားတာများပါတယ်ဆိုတော့လူငယ်တော်တော်များများလည်း Indeed ကနေပြီးတော့ part time job တွေကို apply လုပ်လို့ရပါတယ်ဆိုတော့ application တွေကိုတည်ပြီးပြီဆိုရင်တော့အရင်ဦးဆုံးပြင်ဆင်ရမယ့်အချက်တွေကိုပြောပြပေးချင်ပါတယ် application တွေမှာ apply လုပ်ဖို့အတွက်အရင်ဆုံးဘာတွေပြင်ဆင်သင့်လဲအလုပ်တစ်ခုလျှောက်ဖို့အတွက်ဆိုလို့ရှိရင် CV form ကိုအရင်ပြင်ဆင်သင့်ပါတယ်ကိုယ့်ရဲ့ CV form ကို professional ဖြစ်အောင်လို့ကိုကကြိုတင်ပြီးတော့ရေးပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့CV form ပြင်ပြီးပြီဆိုတာနဲ့ကိုကဘယ်အလုပ်ကိုလုပ်ချင်လဲဘယ်အလုပ်ကကိုယ့်ရဲ့ပညာရေးကိုမထိခိုက်ဘဲနဲ့လုပ်လို့ရမယ့်အလုပ်ကိုလုပ်လဲဆိုတာကိုပေါ့နော်ကြိုပြီးတော့စဉ်းစားပြီးတော့ရှောက်ထားပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျောင်းသားတွေကတစ်ပတ်ကို9:20ပဲလုပ်ခွင့်ရပါတယ်9:20ထက်ပိုပြီးလုပ်ချင်နေဆိုရင်တော့ကျောင်းပိတ်ရက်ဒီမှာ full time လုပ်လို့ရပါတယ်ဒါပေမဲ့ကျောင်းမပိတ်သေးတဲ့အချိန်မှာ9:20ထက်ကျော်ပြီးတော့လုပ်ခဲ့မယ်ဆိုလို့ရှိရင် UK နိုင်ငံကgovernment ကကိုယ့်ရဲ့အလုပ်က9:20ကျော်သွားတာကိုတည်သွားလို့ရှိရင်visa ဖြတ်သိမ်းခံရတာတွေနောက်တစ်ခုကမြန်မာပြည်ပြန်ပို့ခံရတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မလို့နံပါတ်1အနေနဲ့ကတော့သူကဥပဒေနဲ့မကိုက်ညီဘူးမကိုက်ညီတဲ့အတွက်ကြောင့်မလို့အနေများပါတယ်နောက်တစ်ခုကဘယ်လိုအလုပ်တွေကိုရှောင်တင်လဲဆိုလို့ရှိရင်contract မရှိတဲ့အလုပ်တွေနောက်တစ်ခုက pay slip မရှိတဲ့ cash in hand အလုပ်တွေကိုရှောင်တင်ပါတယ်ဘာလို့ဆိုတော့တချို့အလုပ်တွေကကျောင်းစာကိုထိခိုက်နိုင်ပါတယ်ကျောင်းတက်ဖို့လည်းအချိန်မလုံလောက်တာဖြစ်တတ်ပါတယ်ဒါကြောင့်မလို့အဲ့လိုအလုပ်တွေကိုရှောင်တင်ပါတယ်ပေါ့နော်ကိုယ့်ရဲ့ကျောင်းစာကိုမထိခိုက်ခြင်းနဲ့မထိခိုက်အောင်လို့လည်းလုပ်ချင်တယ်နောက်ပြီးတော့ part time job ကိုလည်းလုပ်ချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ဒီကပြောပြပေးပါမယ်ဘယ်လိုလုပ်တင်ကိုအတေကလုပ်တင်လဲဆိုတာပေါ့နော်
ဆိုတော့ဘယ်လိုအလုပ်တွေကိုအဓိကလုပ်အောင်လဲဆိုလို့ရှိရင်ကျောင်းသားတွေအနေနဲ့ဆိုရင်အရင်ဆုံး hospitality restaurant တွေ gift တွေမှာလုပ်လို့ရပါတယ်နောက်တစ်ခုက retail system သူကကျတော့ supermarket အကြီးစားတွေဒါမှမဟုတ်ရိုးရိုး shop ဈေးဆိုင်အသေးလေးတွေမှာ retail system တွေနဲ့လုပ်လို့ရမယ်နောက်တစ်ခုကကျတော့clinic staff တွေနဲ့ကြတော့သူကလည်းဟိုတယ်တွေနောက်တစ်ခုကစားတောက်ဆိုင်တွေအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုက private home တွေမှာလိုက်ပြီးတော့private cleaning အဖွဲ့ရှိရပေါ့နော်အဲ့ဒီမှာလိုက်ပြီးတော့လည်းcleaning staff တွေနဲ့အလုပ်လုပ်လို့ရပါတယ်ဆိုတော့ဒါတွေကတော့မြန်မာကျောင်းသားတွေအနေနဲ့လုပ်ဖို့အတွက်တင့်တော်တဲ့အလုပ်တွေပေါ့နော်ဆိုတော့ဖတ်တိုင်ကြောကိုရှောက်ဖို့အတွက် Indeed တို့ LinkedIn တို့မှာ CV form ပြင်ဆင်ပြီးပြီဆိုတာနဲ့ကိုကအလုပ်ကိုစပြီးရှောက်လို့ရပြီအလုပ်ကိုစပြီးရှောက်လို့ရပြီဆိုလို့ရှိရင်ကိုရှောက်ချင်တဲ့အလုပ်တစ်ခုတည်းကိုပဲရှောက်ပြီးတော့ထိုင်ပြီးတော့အကြောင်းပြန်စာကိုထိုင်ဆောင်နေမဲ့အစားတခြားအလုပ်တွေကိုလည်းကြိုပြီးတော့ရှောက်ထားတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုရှောက်ထားတဲ့အလုပ်ကပြန်စာကနောက်ကျခြင်းလဲနောက်ကျမယ်စောပြီးတော့အကြောင်းပြန်ခြင်းလဲအကြောင်းပြန်မယ်ပေါ့နော်တကယ်လို့ကိုကတခြားအလုပ်တွေကိုလည်းကြိုပြီးတော့ရှောက်ထားရဲဆိုလို့ရှိရင်တခြားအလုပ်တွေစီကလည်းအလုပ်ခေါ်စာတွေကိုစောပြီးတော့လည်းရနိုင်တယ်ပြီးတော့ကိုလုပ်ချင်တဲ့အလုပ်ကိုလည်းရွေးချယ်ပြီးတော့အင်တာဗျူးတော့ဖြေလို့ရတယ်ပေါ့နော်ဒါတွေကတော့ကိုကကြိုပြီးတော့ပြင်ဆင်ထားရမယ့် plan တွေပါဆိုတော့အလုပ်ခေါ်စာအကြောင်းပြောပြီးဆိုတော့လုပ်ငန်းတွေ့ကြုံနေပေါ့နော်ဒီကတော့ဒီဖတ်ထိုင်ကြောကို housekeeping ကိုရွေးချယ်ခဲ့ပါတယ်ဒီဖတ်ထိုင်ကြောဘာလို့ housekeeping ကိုရွေးချယ်လဲဆိုတော့ဒီကUK ကိုမလာခင်မှာဒီကရန်ကုန်မှာကတည်းကတင်နန်းနေတက်လာခဲ့တယ် housekeeping နဲ့ပတ်သက်ပြီးတော့စာတွေ့ရောလက်တွေ့ရောကိုယ်တိုင်တင်ကြားပြီးတော့လက်တွေ့လည်းလုပ်ခဲ့တယ်စာတွေ့လည်းဖြေခဲ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီက UK ကိုလာတဲ့အခါမှာလည်းဒီအနေနဲ့ဖတ်တိုင်းချောကို housekeeping ကိုပဲအဓိကရွေးချယ်ပြီးတော့ဦးစားပေးရှောက်ခဲ့တယ်ဒါပေမဲ့ housekeeping တစ်ခုတည်းကိုပဲထိုင်ပြီးတော့ရှောက်တာတော့မဟုတ်ဘူးပေါ့နော်waitress တွေနောက်တစ်ခုက cleaning staff တွေကိုလည်းတခြားအလုပ်တွေကိုလည်းရှောက်ခဲ့ပါတယ်ဒါပေမဲ့ဒီကအများဆုံး housekeeping ကိုပဲရှောက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့housekeeping ခေါ်တဲ့အလုပ်ငန်းတီးကအလုပ်ခေါ်စာရုပ်ကြီးရခဲ့တယ်ဒါကြောင့်မလို့ကိုကဘယ်ဟိုတယ်မျိုးစားမှာကိုကသွားပြီးအလုပ်ချင်နေဆိုတာကိုကိုယ်တိုင်ရွေးချယ်ပြီးတော့ interview တော့ဖြေလို့ရခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ကိုဘက်ကနေပြီးတော့လဲကြိုတင်ပြီးတော့ပြင်ဆင်ရမယ့်အပိုင်းလေးရှိပါတယ်ဆိုတော့ဒီအလုပ်လျှောက်ပြီးတော့ရတော့ဒီလုပ်ငန်းခွင်မှာဘာတွေကြုံတွေ့ရမယ်ဆိုတာကိုပြောပြပေးခြင်းနဲ့ဒီပထမဆုံးအနေနဲ့ဒီကရန်ကုန်မှာတင်တန်းလက်တက်ခဲ့တဲ့စာရီတွေရောလက်တွေရောကိုယ်တိုင်လည်းဖြေဆိုရဲလက်တွေလည်းလုပ်ခဲ့ဆိုပေမဲ့ဒီက UK နိုင်ငံမှာ housekeeping နဲ့ပတ်သက်ပြီးတခါမှအလုပ်မလုပ်ခဲ့ဘူးတဲ့အတွက်ကြောင့်မလို့ဒီနည်းနည်းလေးတော့စိုးရိမ်နေပေါ့နော်ဒါပေမဲ့ဒီအလုပ်လျှောက်တဲ့အခါမှာအလုပ် interview ဖြေတော့manager တွေကနေပြီးတော့ဒီကိုပြောပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော် training 3 ရက်လောက်ဖြစ်ဆင်းရမယ်အဲ့ဒီ3ရက်မှာကိုပေါ့နော်ဘယ်လိုတွေလုပ်ရမလဲဆိုတာကိုသူတို့ကပြန်ပြီးတော့သင်ကြားပေးတယ်အဲ့ဒီသင်ကြားပေးနေမှာကိုကတဖြည်းဖြည်းနဲ့အဲ့လိုမျိုးပေါ့နော်3ရက်အတွင်းမှာပဲသူတို့လုပ်ထုံးလုပ်နည်းလုပ်ငန်းခွင်တွေ့ကြုံနေနောက်ဘယ်လိုမျိုးလုပ်တင်လဲဘာရဘယ်လိုလုပ်တင်လဲဆိုတဲ့ဟာတွေကိုကိုသင်ကြားပေးနေမှာကိုကတဖြည်းဖြည်းနဲ့လုပ်တက်လာတာပေါ့နော်ဒါကြောင့်မလို့ကိုကတကယ်လို့ experience မရှိသေးဘူးဆိုရင်လည်းမကြောက်ပါနဲ့သူတို့ဘက်ကနေပြီးတော့တင့်တော်ရပေါ့နော် training တွေပေးပါလိမ့်မယ်အလုပ်ခွင်ရနေပြီးတော့နော်လုပ်ခွင်ရနေပြီးတော့တင့်တော်တဲ့ training တွေကိုပေးပါတယ်ဒါကြောင့်မလို့ကိုကအတွေ့အကြုံမရှိဘူးဆိုပြီးတော့ကြောက်စရာမလိုပါဘူးကိုယ်တိုင်က self confidence ရှိပြီးတော့ငါလုပ်နိုင်တယ်ငါဒါကိုရအောင်လုပ်မယ်ဆိုရင်စိတ်ပဲထိုင်ရပါပြီ